ကြီးတယောက်တနာပါတယ်ရှင်လူနေရင်းနဲ့သူ့မှာဓာတ်ထိုးခံလိုက်ရတဲ့တဲ့ဒီတဲ့ကတော့လွတ်ကျပူလီမှာဖြစ်သွားခဲ့တဲ့ဒီမနေ့တရက်နေ့မှာဖြစ်သွားတာရှင်ဖြစ်စဉ်ကတော့ဒီဦးလေးကမနေ့ဖက်ဆိုရင်သူကလမ်းလျှောက်တဲ့လေးချစ်ခံလောက်တဲ့စပိန်နဲ့နေပြီးတော့လေးချစ်ခံလောက်တဲ့ဟိုဖက်နဲ့ဒီဖက်ကိုဒီဦးလေးကစပိန်နေတာရှင်သူကလေးချစ်ခံလောက်တဲ့မနေ့စောစောအဲ့ဒါကိုအဲ့ဒီလူကလည်းအဲ့ဒီပတ်ဝန်းကျင်ကလူပဲသူတို့နာကလူပဲအဲ့ဒီလူကဒီဦးလေးကိုရည်ရွယ်ချက်ရှိနဲ့ဓာတ်နဲ့ဆက်ရှိချက်အဲ့ဒီနေရာမှာထိုးလိုက်တာရှင်ဦးလေးကနေရာမှာပဲဆုံးသွားတဲ့ဒါကိုရဲလေရောက်လာပြီးတော့ CCTV ကြည့်လိုက်တော့ CCTV ထဲမှာဒီလူကဒီဦးလေးရဲ့နောက်ကိုလိမ့်လာတဲ့ရည်ရွယ်ချက်ရှိပုံမှာသူကသူ့ရဲ့လက်ထက်မှာလဲဓာတ်တလက်နဲ့သူကရည်ရွယ်ချက်ရှိပုံမှာဒီဦးလေးကိုသူကလှုပ်လိုက်တာရှင်ဦးလေးကတော့အဲ့ဒီနေရာမှာပဲဆုံးသွားတဲ့သူ့ရဲ့မိန်းမဖြစ်တဲ့သူကလည်းဟိုတာမမီခဲ့ဘူးအဲ့ဒီမှာဒီဦးလေးရဲ့သားကလည်းနေဆက်မှာတောင်ဝန်ကြနေတဲ့စစ်သားတယောက်လို့ပြောတယ်ရှင်သူ့ရဲ့သားကသူ့ဖေတရေကိုကြားရတဲ့ချက်ချင်းပဲပြန်လာခဲ့တယ်ပြန်လာပြီးတော့သူ့အမေကိုဖက်ပြီးတော့ငိုတယ်ရှင်သူ့အမေကလည်းသူ့သားကိုပြောတယ်နေအဖေရဲ့အသက်ကိုအမေမကယ်လိုက်နိုင်ဘူးဒီလိုပဲသားမီးနှစ်ယောက်ပြောရင်းနဲ့ငိုကြတယ်ရှင်သားဖေသူကလည်းသူ့အဖေကိုဘယ်လိုပြောမလဲအသက်တော့မမီလိုက်ရဘူးပေါ့ရှင်နော်သူ့အဖေအသက်မမီဘဲနဲ့သူကအဲ့လိုမျိုးရောက်လာခဲ့တယ်ဒီတရေခံဖြစ်တဲ့သူကတော့ဒီပီမိန်ညမှာပေါ့ရှင်နော်တောက်စားထားတယ်လို့ပြောတယ်တညလုံးတောက်စားထားတယ်လို့ပြောတယ်အဲ့ကြတော့ဘလို့စိတ်ဖြစ်လို့ဘလို့ဖြစ်လို့လည်းမရှိမသိဘူးပေါ့ရှင်နော်တယောက်နဲ့တည်းအညိုးတိတိလည်းမရှိဘူးဘာရညိုးမှလည်းမရှိဘူးအဲ့လိုမျိုးသူကလွတ်လိုက်တာရှင့်ဒီတရေခံအမပြောတာကတော့သူ့မောင်သူပြောတဲ့လူသူပတ်ဝန်းကျင်နဲ့ဝေးနေပေါ့ရှင်နော်သွားမရှောင်းနဲ့အဲ့လိုမျိုးပြောတဲ့ပေါ့ရှင်နော်သူ့မျက်လုံးထဲမှာဒီဦးလေးရဟိုပြဒီဖက်သွားရတာပဲသူ့မျက်လုံးထဲမှာမြင်ကတ်တာလားဘာလဲတော့မသိဘူးရှင်နော်ဒါပေမဲ့သူကညလုံးတောက်စားထားတဲ့ဆိုတော့ဒီဆေးလေးပါလေးပဲလောက်ထားတာတော့မသိဘူးပေါ့ရှင်နော်ဒါပေမဲ့တည်င်းမှာကျတော့အဲ့လိုမျိုးဆေးလောက်ထားရတော့မပြောဘူးတညလုံးပီမိန်ညမှာတညလုံးတောက်စားထားရလို့ပဲပြောတယ်ရှင်တကယ်ကိုမှဒီတည်င်းလေးကပေါ့နော်တကယ်ကိုမှစိတ်မကောင်းဘူးရှင်နော်ဘာအညိုးမှလည်းမရှိဘဲနဲ့တတ်ခံလိုက်ရတယ်ရှင်